တို့လုပ်ငန်းရဲ့ကုန်အကျွေးဝယ်ထားလို့ပေါ်ပေါက်နေတဲ့ပေးရန်တာဝန်ဟုတ်ပြီသူ့ကိုဘယ် column မှာတို့တွေကစာရင်းသွင်းမလဲ second column မှာစာရင်းရေးသွင်းပေးရမယ်ဟုတ်ပြီအားသားပေးပဲလို့ပြောတဲ့အခြားသောပေးရန်ရှိစာရင်းတွေဟုတ်ပြီအခြားပေးရန်ရှိစာရင်းလို့ပြောတဲ့အနေအထားမှာဘာတွေပါလာမှာလဲဆိုတော့တို့လုပ်ငန်းအနေနဲ့ဥမာပေါ့အခွန်အခပေးဖို့ကြံတာတွေမပေးရသေးဘူးဒီဘဏ္ဍာရေးနှစ်နဲ့တော့ဆိုင်ပါတယ်ဒါပေမဲ့လုပ်ငန်းကငွေထွက်ပြီးတော့မပေးရသေးဘူးဆိုလို့ရှိရင်တို့တွေကဘာလုပ်မလဲစည်ရင်းအရာတော့တို့တွေဒီ accrual basis ကိုလိုက်နာပြီးစည်ရင်းရေးဆွဲတာဖြစ်တဲ့အတွက်ကြောင့်မလို့တို့ကကုန်ကျစရိတ်အနေနဲ့စည်ရင်းကဖော်ပြခဲ့ပြီးပြီဒါပေမဲ့ငွေတကယ်ထွက်ပြီလားဆိုတော့မထွက်ခဲ့ဘူးလေဒါကြောင့်မလို့လုပ်ငန်းအနေနဲ့ကအခြားသောပေးရန်ရှိအနေနဲ့စည်ရင်းကိုဖော်ပြပေးခဲ့ရတာဒါမျိုးအခြေအနေတွေပေါ့ဟုတ်ပြီအဲ့တော့မှတို့ရဲ့ကုန်အကျွေးဝယ်လို့ပေးဖို့ရှိခဲ့တဲ့တန်ဖိုးနဲ့အခြားသောပေးရန်ရှိစရိတ်ပေါ့အဓိကပြောချင်တာကတို့ expense လို့ပြောတဲ့အသုံးစရိတ်အနေအထားကနေပေးရန်ရှိပေါ်ပေါက်နေတာတွေကိုအားသား payable မှာစည်ရင်းရေးသွင်းရတာเนาะဒါကြောင့်မလို့တို့ရဲ့ trade payable နဲ့အားသား payable ပေါင်းလိုက်တဲ့ပေါင်းခြင်းဒီတို့တွေကဘယ် column ကိုရွှေ့လိုက်မလဲ third column ကိုရွှေ့လိုက်မယ်ဟုတ်ပြီတို့ရဲ့ non current liability ရဲ့ total တန်ဖိုးဘယ်လောက်ရှိကျင်လဲဘယ်လောက်ရှိတာလဲလို့သိချင်ရင်ဒီ figure ကိုသွားကြည့်ပါအဲ့လိုပဲတို့လုပ်ငန်းရဲ့ current liability အနေနဲ့လက်တလောပေးရန်တာဝန်ရဲ့တန်ဖိုးဘယ်လောက်ရှိလဲဆိုတာကိုသိချင်ရင်တို့တွေကဒီ figure လေးကိုပဲသွားကြည့်ပါဟုတ်ပြီအဲ့ဒီအနေထားမှာမှတို့ရဲ့စုစုပေါင်းပေးရန်တာဝန်တာဘယ်လောက်ရှိတယ်လဲဆိုရင်ဘာကိုသွားကြည့်မလဲဒီမှာရှိတဲ့ non current liability total နဲ့ current liability total နှစ်ခုပေါင်းခြင်းသည် total liability ဆိုပြီးတော့တို့တွေကစုစုပေါင်းပေးရန်တာဝန်မှာဆိုပြီးတော့စည်ရင်းဖော်ပြပေးခဲ့ရမယ်ဟုတ်ပြီအဲ့တော့မှတို့တွေကဒီအပေါ်ပိုင်းမှာရှိခဲ့တဲ့ total equity เนาะဒီက total equity total ပေါင်းနဲ့ဘာလေးနဲ့ပြန်ပေါင်းပေးရမလဲတို့ရဲ့ total liability နှစ်ခုပေါင်းခြင်းကိုဒီမှာတို့တွေကပြန်ဖော်ပြပေးရမယ်အဲဒီတော့မှရလာတဲ့ figure သည် total equity and liability ဟုတ်ပြီအဲဒီက total equity and liability မှာပေါ်ပေါက်နေတဲ့တန်ဖိုးနဲ့တို့အပေါ်တစ်ပိုင်းမှာရှိခဲ့တဲ့ total asset လို့ပြောလိုက်တဲ့တို့ရဲ့ပိုင်ဆိုင်မှုစည်ရင်းနှစ်ခုဒီဘာလုပ်နေရပါလိမ့်မလဲညီနေရပါလိမ့်မယ်တဲ့အဲ့ဒါဆိုရင်တော့တို့စင်းရေးသွင်းချက်တွေအားလုံးမှန်ပါပြီလို့ကောက်ချက်ချလို့ရပြီရမလားဟုတ်ပြီတို့တွေကစရင်ရေးဆွဲတဲ့နေရာမှာရေးကျင်သလိုရေးလို့ရခဲ့လို့လားမရဘူးเนาะ format ကြာတို့တွေကစရင်တွေကိုရေးသွင်းလို့ရပါမယ်ရေးသွင်းခဲ့ရပါမယ်ပေါ့ဟုတ်ပြီအခုဒီမှာပြောခဲ့တဲ့ပေါ့ land and building တို့ feature and fitting တို့ဒါတွေကတော့တို့တွေကဘာရှိလဲဆိုတော့ဥမာပေးထားတာပေါ့နော်လုပ်ငန်းတစ်ခုနဲ့တစ်ခုရဲ့ပိုင်ဆိုင်မှုတွေကတော့တူမှာမဟုတ်ဘူးเนาะဒါပေမဲ့ဘာတော့တူလဲဆိုတော့ current asset section မှာတော့အားလုံးတူတယ်เนาะ current asset ရဲ့ section မှာဆိုရင်တို့ရေးရမယ့်အပိုင်းဒီတိုင်းပဲเนาะ close inventory အရင်လာမယ်ပြီးရင်ဘာလာမလဲ trade receivable trade receivable ပြီးရင်တို့တွေကဘာလေးကိုနှုတ်ပြီးတော့စာရင်းသွင်းလဲဆိုတော့ allowance for ဓာတ်ဘူးတက်လေးကိုနှုတ်ပြီးစာရင်းသွင်းတယ်တို့ကနှုတ်ပြီးစာရင်းသွင်းမှာမလို့ဒီမှာမြင်လားဂွင်းစဂွင်းပေးလေးနဲ့စာရင်းကိုဖော်ပြပေးခဲ့ရတာဟုတ်ပြီ trade receivable ပြီးတော့မှဘာလာမလဲ other receivable ကိုစာရင်းရေးသွင်းလို့ရမယ်အဲ့ဒါပြီးမှတို့တွေက cash in hand cash out back အဓိကအချက်ဒီငွေဖြစ်မလွယ်တာတွေကိုတို့တွေကဘာလုပ်မလဲကနဦးစာရင်းရေးသွင်းမှုပြုလုပ်ရတာဟုတ်ပြီဘာကြောင့်ငွေဖြစ်မလွယ်တာလဲ closing inventory ဆိုတာဒီတို့ကုန်တွေကရောင်းချပြီးပြီလားမရောင်းရသေးလို့တော့ကြံခဲ့တဲ့ကုန်ပစ္စည်းမလားအဲ့တော့ဘာရှိလဲတို့လုပ်ငန်းအတွက်ငွေကိုမဖြစ်လာသေးဘူးငွေမဖြစ်လာသေးဘူးဆိုတာကအခုတို့စင်းပိတ်လိုက်တဲ့ဘဏ္ဍာရေးနှစ်ကာလအတွင်းမှာပေါ့နော်အဲ့ဒီကာလအတွင်းပြီးဆုံးလိုက်တဲ့အခြေအနေမှာဘာဖြစ်သွားတာလဲမရောင်းရသေးပဲကြံတာဖြစ်တော့ကြောင့်မလို့ငွေဖြစ်မလွယ်တာအဲ့လိုပဲ trade receivable ဒီတို့ရှိပြီးသားကုန်စည်တွေကိုအကျွေးရောင်းလိုက်တဲ့အတွက်ပေါ်ပေါက်လာတဲ့အကျွေးစရင်တော့ပြောချင်တာကကုန်ပစ္စည်းတွေတို့တွေကရောင်းချတဲ့အတွက်ပေါ်ပေါက်လာတာစရင်ဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ချိန်တို့ customer စီကအကျွေးတောင်းယူလို့မရခဲ့သည့်တိုင်အောင်ဘာလုပ်ဖို့ရှိလဲတို့တွေကဥပမာပေါ့တရားစွဲဆိုတောင်းတာမျိုးဖြစ်ဖြစ်ပေါ့နော်
မဖြစ်မနေရအောင်တောင်းလိုက်တဲ့အနေအထားမျိုးဖြစ်ဖြစ် closing value တဲ့စာရင်တော့ငွေပြန်ရဖို့ chance ကများတယ်ဟုတ်ပြီနော်အဲ့ဒီလိုပဲ other receivable လို့ပြောတဲ့အခြားသောရရန်ရှိစာရင်းတွေသည်ဘယ်လိုအနေထားလဲဆိုတော့တို့လုပ်ငန်းကဒီအသုံးစိမ့်နဲ့ပတ်သက်ရင်ပေးချေပြီးသားပဲဒါပေမဲ့ဒီပေးချေလိုက်တဲ့ငွေသည်တို့ရဲ့ cash or bank တွေကထွက်သွားပေမဲ့ဒါသည်တို့စင်းကာလနဲ့ဆိုင်လားဆိုတော့မဆိုင်တဲ့အတွက်ကြောင့်မလို့တို့တွေကအခြားသောရရန်ရှိစင်းနဲ့ပေါ်ပြခဲ့တဲ့ဟာတွေပဲရမလားဟုတ်ပြီ cash in hand လို့ပြောလိုက်တဲ့တို့လက်ထဲမှာကြံခဲ့တဲ့တကယ်ငွေသားလက်ကျန်ဒီဘဏ်မှာကြံခဲ့တဲ့ငွေတွေဒီလုံးဝငွေဖြစ်ပြီးသားတွေမဟုတ်ဘူးလားဟုတ်တယ်နော်ဒါကြောင့်မလို့ cash in hand တို့ cash out bank တို့ဒီနောက်ဆုံးအနေထားမှာစာရင်းရေးသွင်းရပါမယ်ဟုတ်ပြီတို့တွေကစာရင်းတွေကိုရေးချင်တိုင်းရေးလို့မရပါဘူးเนาะအခုပြောခဲ့တဲ့ first column second column third column လေးတွေကိုစနစ်တကျမှတ်သားထားပေးဖို့တော့လိုပါတယ်ဟုတ်ပြီတို့တွေကအခြေခံစာရင်းပညာကိုလေ့လာနေတာဖြစ်တဲ့ကြောင့်မလို့ column ကတော့တို့တွေက3ခုနဲ့အရင်သင်ပေးတာပေါ့เนาะတကယ်တို့တွေ Excel ဘက်ကိုရောက်သွားပြီတို့တကယ်လုပ်ငန်းခွင်မှာတကယ်အမှန်သုံးသလိုစာရင်းကိုသွားမယ်ဆိုရင်တော့တို့ financial position ကိုလည်းဘယ်နှ column နဲ့ပဲဆွဲမှာလဲဆိုတော့2 column နဲ့ပဲစာရင်းကိုရေးသွင်းမှုလုပ်မှာပါအခုတို့တွေကအရင်ဆုံး manual အနေနဲ့စာရင်းသွင်းတဲ့နေရာမှာစာရင်းရေးသွင်းပုံရေးသွင်းနည်းလေးကို format လေးကြစေချင်တာဖြစ်တော့ကြောင့်မလို့အခုလောလောဆယ်တော့တို့တွေဒီ3 column နဲ့ပဲစာရင်းရေးသွင်းမှုကိုလုပ်ပါမယ်เนาะဟုတ်ပြီဒီအပိုင်းလေးမှာလည်းနားမလည်တာလေးရှိရင်တော့ပြန်မေးပေးလို့ရပါတယ်เนาะဟုတ်ပြီတို့တွေအခုအပိုင်းဒီဘယ်အပိုင်းလဲဆိုတော့ financial statement ဒီတို့ bookkeeping လောက်ပေါ့နော် bookkeeping လောက်စာရင်း procedure အရစာရင်းတွေဆွဲတက်ပြီဆိုလို့ရှိရင်တို့အရှုံးမြတ်စင်းလေးဆွဲတက်အောင်လို့ဒါကတော့တို့တွေက intro ဝင်နေတာပေါ့နော်တို့ chapter 18မှာရှိတဲ့ adjusted financial statement ဒီလုံးဝ accountant သမားစာရင်းတကယ်ဆွဲသလိုရေးရမယ့်အပိုင်းတွေဖြစ်သွားပြီအခုဒီမှာတော့တို့တွေက financial statement ဒီဘယ်လို flow လေးရှိတယ်ဆိုတာကိုလေ့လာနေတာဖြစ်တဲ့အတွက်ကြောင့်မလို့တို့ဒီမှာဆိုလို့ရှိရင် provision for depreciation တွေဘာတွေဆိုရင်မင်းတို့တွေဒါတော့တွက်တက်သေးမှာမဟုတ်ဘူးတို့ accounting ဘက်ရောက်ပြီဆိုလို့ရှိရင်တို့တွေဒီက provision for depreciation လို့ပြောတဲ့တန်ဖိုးရော့ကျစရိတ်တွက်တာကိုတခန်းသီးသန့်သင်ရမယ်ဟုတ်ပြီနော်အဲဒီလိုပဲတို့ allowance for doubtful debt လို့ပြောတဲ့ကြွေးဆုံးရာထားချက်စရင်းကိုလည်းတို့တွေကတခန်းသီးသန့်လေ့လာရမယ်ရမလားဟုတ်ပြီ other receivable လို့ပြောလိုက်တဲ့အခြားသောရရန်ရှိစာရင်းတွေပေါ့ဒါကိုလည်းတို့တွေကတခန်းသီးသန့် accounting ဘက်မှာသင်ရမယ်ဟုတ်ပြီဒီမှာတို့ဘာရှိလဲ other payable လို့ပြောတဲ့အခြားသောပေးရန်ရှိစာရင်းကိုလည်းတို့တွေကဘာလဲတခန်းသီးသန့်သင်ရအောင်မယ်အခုလောလောဆယ်တော့ question မှာပေးထားတဲ့ information တိုင်းတို့တွေကစာရင်းကတန်းညှိလို့ရတယ်ပေါ့နော်တကယ်စာရင်းရေးသွင်းမှုပုံစံအတိုင်းဒီတို့တွေက accounting ဘက်မှာတခန်းချင်းသီးသန့်ပြန်လေ့လာရမှာပါเนาะအားလုံးကိုကျေးဇူးတင်ပါတယ်နားမလည်တာရှိရင်လည်းပြန်မေးလို့ရပါတယ်เนาะ